gaming laptop တစ်လုံးကိုဝယ်တော့မယ်ဆိုရင် specification တွေအပြင်နေ့စဉ်သုံးဖို့အတွက်တကယ်ရောအသုံးဝင်လားဆိုတာအရေးကြီးပါတယ်ဒီကောင်လေးကတော့ Intel Core processor တွေနဲ့အတူပိုစမတ်ကျလာသလိုပိုမြန်ဆန်လာပြီးပိုပေါ်တော့လက်တဲ့ gaming experience ကိုရနိုင်မယ် HP OMM 16မှာ gaming laptop ဆိုပေမဲ့ game ဆော့ဖို့တတ်မဟုတ်ပဲကျောင်းသားတွေနဲ့ creator တွေပါအကြိုက်တွေ့မှာပါဆိုတော့ဒီနေ့ဗီဒီယိုမှာ specification တွေမကပဲ build quality နဲ့အထူးသဖြင့် set အပူချိန်ကိုဘယ်လောက်ထိထိန်းပေးနိုင်တယ်လဲဆိုတာကိုကြည့်လိုက်ကြအောင်ပါNumber 1 laptop body and build quality HP OMM 16ကတက်ရက်တဲ့ gaming design နဲ့လာပါတယ်ပုံစံကစမတ်ကြတဲ့အတွက် game ဆော့ဖို့ရော professional workspace တွေမှာပါသုံးဖို့အဆင်ပြေပါတယ်ကိုယ်တွေကို made metal frame နဲ့ခိုင်ခန့်အောင်တိစောက်ထားလို့ပြောရင်မသွားပဲအကျန်းခံပါတယ်နေ့စဉ်သုံးသွားလျာတည်သွားဖို့အတွက် build quality ဘိုင်းမှာစိတ်ချရတဲ့အမျိုးအစားပါ Number 2 laptop screen size and color ညနေပြင်က16လက်မ display ဖြစ်လို့မြင်ကွင်းကတော်တော်လေးကိုကျယ်ပါတယ်အရောင်ပိုင်းမှာတော့ shadow black နဲ့ chromatic white ဆိုပြီးနှစ်မျိုးရရှိနိုင်ပါတယ် shadow black အနက်ရောင်ကတော့တည်ငြိမ်ပြီး professional ဆန်တဲ့ look ကိုပေးပါတယ် chromatic white ကတော့မြင်သူတိုင်းသဘောကျမဲ့ clean and minimal ဖြစ်တဲ့ပုံစံမျိုးပါ gaming laptop ဆိုပေမဲ့ရိုးရိုးရှင်းရှင်း design မှု meeting room ထဲမှာပဲဖြစ်ဖြစ် coffee ဆိုင်မှာပဲဖြစ်ဖြစ်ဘယ်နေရာမှာသုံးစမတ်ကျနေမှာပါ Number 3 display qualityအရင်က 16:9 screen အစားအခု2025 model မှာ 16:10 aspect ratio ကိုပြောင်းလဲထားပါတယ်။ဒါကြောင့်အောက်ပေါင်ကပိုကျဉ်သွားပြီး screen မြင်ကွင်းကပိုကျယ်လာတဲ့အတွက် content creator တွေအတွက်ပိုအဆင်ပြေသွားပါတယ်။ resolution က 2.5K ဖြစ်လို့တော်တော်လေးကြီးပါတယ်။ refresh rate က 240Hz ကြောင့် game ဆော့တဲ့အခါပုံရိပ်တွေထစ်မနေပဲလုံးဝချောမွေ့နေမှာပါ။ high and brightness level နဲ့ 100% RGB ဖြစ်လို့ဒီရောင်တွေကတကယ်အစစ်အတိုင်းကိုတိကျပါတယ်။အဲဒီကလေးလေးပါဝင်တာမို့လို့အလင်းပြန်တက်တာစေသလိုကြကြကြည့်ရင်တောင်မျက်စိညောင်တက်တာစေပါတယ်Number 4 laptop specification OMM 16ရဲ့ specification တွေက gaming ရော content creation အတွက်ပါထိပ်တန်းအဆင့်မှာရှိပါတယ် CPU မှာဆိုရင်အနိုင်ဆုံးအနေနဲ့ Core i7 14 generation ကနေအမြင့်ဆုံး i9 14 generation ထိရတယ်24 core 32 thread အထိရွေးချယ်နိုင်တယ်လို့ Intel Core Ultra processor version တွေလည်းရနိုင်ပါတယ်GPU အနေနဲ့တော့နောက်ဆုံးပေါ် Nvidia GeForce RTX 5090 Ti laptop အထိအသုံးပြုထားပါတယ်။ Video memory မှာလည်းအရင်က 8GB အစား 12GB GDDR7 အထိပါဝင်လာတာမို့လို့ gaming performance ပိုကောင်းတာကဒီဆက်ရဲ့အားသာချက်ဖြစ်လာပါတယ်။ RAM နဲ့ဆိုရင်တော့ 16GB ကနေ 32GB DDR5 အထိရနိုင်တဲ့အပြင် upgrade လုပ်ဖို့အတွက် slot 2ခုလည်းထပ်ပါပါတယ်။ Storage ဘိုင်းမှာတော့ 1TB ကနေ 2TB PCIe Gen 4 SSD အထိတက်ဆင်ထားပြီးတော့ထပ်တိုးဖို့အတွက်လည်းနေရာထပ်ပေးထားပါသေးတယ်။ Performance ကိုမိုင်းကုန်းတင်ကျင်တော့ 190W TPP ထိတက်သွားစေမယ့် Endless Mode ကို Gaming Hub ကနေတစ်ချက်နှစ်ယုံနဲ့ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Number 5 Cooling System Gaming set တွေမှာ performance ဘလောက်ကောင်းကောင်းအပူမထိန်နိုင်ရင်အလကားပါပဲ။ဒါကြောင့် HP OMM 16မှာ Tempest Cooling Architecture ကိုအသုံးပြုထားပါတယ်။အပူချိန်ကိုတခြားထိန်းပေးနိုင်လို့ heavy test တွေလုပ်ရင်တောင် performance ကျသွားတာမျိုးမရှိပါဘူး။အထူးသဖြင့်2025 ပေါ်ထဲမှာ fan cleaner နည်းပညာသစ်ပါဝင်လာပါတယ်။ဖုန်းတက်တာကိုကာကွယ်ပေးတဲ့အတွက်ဆက်ကိုတနေကုန်သုံးတဲ့အခါအပူချိန်လျှော့ချရမှာပိုထိရောက်သွားပါတယ်။လေဝင်လေထွက်ပေါက်တွေကဘေးလေးဘက်စလုံးမှာပါဝင်လို့အပူတွေကိုအမြန်ဆုံးမှုတ်ထုတ်ပေးပါတယ်။ဒါကြောင့်ဒါကို OMM ရဲ့ coolest အဖြစ်ဆုံး16လက်မ laptop လို့တောင်ပြောလို့ရပါတယ်။ Number 6 Control and Charging OMM Gaming Hub ကနေဆက်ရ performance နဲ့ RGB တွေကိုတနေရာထဲမှာတင်စိတ်ကြိုက်ပြင်လို့ရပါတယ်။ HDMI 2.1 အပြင်တိုက်စီကနေ display ပါထွက်တာကြောင့် monitor ထက်ချိတ်တာပဲဖြစ်ဖြစ် data ကူးတာပဲဖြစ်ဖြစ်လုံးဝအဆင်ပြေပါတယ်။အပြင်သွားရင်အသွင်ကောင်းကြီးတည်သွားစရာမလိုပဲ 100W တိုက်စီ power bank ရှိုံနဲ့တင် AACC အသုံးလို့ရပါတယ်။ Audio ဘိုင်းမှာလည်း HyperX က turn လုပ်ထားပေးတဲ့ speaker တွေကြောင့်အတန်ထွက်ကကြည်လင်သလို noise cancellation ပါတဲ့ built-in microphone လည်းပါဝင်ပြီးသားဖြစ်လို့အသုံးပြုရတာတော်တော်လေးအဆင်ပြေပါတယ်။ဈေးနှုန်းအနေနဲ့ကတော့ high end အမျိုးအစားဆိုရင်တော့$1000ကနေ$1400အထိရှိနိုင်ပါတယ်။ဆိုတော့ powerful လည်းဖြစ်ရမယ်အပူဒဏ်လည်း share ခံနိုင်ရမယ်ဆိုတဲ့လက်တော်မျိုးရှာနေတဲ့ဆိုရင်တော့ဒီ HP OMM 16ကအကောင်းဆုံးရွေးချယ်စရာဖြစ်ပါတယ်အချင်းချုပ်ပြောရမယ်ဆိုရင်တော့ Intel Core processor အကြောင်းပို့ပြီးတွက်လက်ပြီးတော့ဘလောက်ကြီးတဲ့ test မျိုးကိုမဆိုဘာလာ down နိုင်မှာပဲဖြစ်ပါတယ်ဒီနေ့အတွက်ကတော့ HP OMM 16လေးကိုပြပြပေးခဲ့တာပါနောက်ထပ်လည်းပဲ laptop မျိုးစားတွေကသိကျင်လဲဆိုတာ comment မှာရေးသွားလို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye ပါတကယ်လို့ laptop computer တွေလိုအပ်လာတဲ့ဆိုရင် IDK Digital Store ကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်